မင်္ဂလာပါခင်ဗျာကျွန်တော်တို့နေ့စဉ်အသုံးပြုနေတဲ့လက်စစ်ဖစည်းတွေနောက်ွယ်မှာမတူညီတဲ့လက်စစ်စီးစံမှုပုံစံနှမျိုးရှိနေတယ်ဆိုတာတင်သိပါသလားအဲ့ဒါတွေကတော့ AC လို့ခေါ်တဲ့ alternating current နဲ့ DC လို့ခေါ်တဲ့ direct current တို့ပဲထည့်ပါတယ်သူတို့ကဘာတွေကွာခြားလဲဆိုတာအခုဗီဒီယိုလေးမှာအတူတူလေ့လာကြည့်ရအောင်အရင်ဆုံး DC အကြောင်းကိုကြည့်ရအောင်DC ရဲ့သဘောတဘာဝကတော့ရိုးရှင်းပါတယ်။သူကလက်စီးချောင်းကိုလိုင်းချောင်းတစ်ခုတည်းအတိုင်းတဲ့တဲ့မှတ်မှတ်စီးဆင်းစေတာပါ။ဗီဒီယိုထက်က graph လေးမှာကြည့်ရင် line ကအဖြောင့်အတိုင်းတွားနေတာကိုတွေ့ရပါလိမ့်မယ်။ဒါဟာ voltage နဲ့ current ကအချိန်နဲ့အမျှပြောင်းလဲခြင်းမရှိဘဲတည်ငြိမ်နေတာကိုပြတာပါ။ကျွန်တော်တို့ဖုန်းထက်က battery တွေ third care တွေနဲ့ solar ပြားတွေကနေထွက်လာတဲ့လက်စစ်ဟာ DC အမျိုးအစားဖြစ်ပါတယ်။သူ့ရဲ့အားသာချက်ကတော့စွမ်းအင်ကိုတိုးလောင်ထားလို့ရတာပါပဲကဲအခု AC ကိုကြည့်ကြရအောင် AC ကတော့ DC နဲ့လုံးဝဆန့်ကျင်ပါသူကလက်စီးချောင်းလမ်းကြောင်းကိုအမြဲတမ်းရှေ့တိုးနောက်ငင်ပြောင်းလဲနေတာဖြစ်ပါတယ် graph ထဲမှာကြည့်ရင် line တွက်လေးတွေထင်နေတာတွေ့ရမှာပါဒါကတော့ voltage ကအဖိုးနဲ့အမတ်ကြားမှာတစ်စက္ကန့်ကိုအကျဉ်းပေါင်းများစွာကူးပြောင်းနေလို့ဖြစ်ပါတယ်ဥပမာ50 Hz တော့မဟုတ်60 Hz ဖြစ်ပါတယ်ကျွန်တော်တို့အိမ်တွေရုံးတွေမှာတုံးတဲ့ပလက်ပေါက်တွေကနေရတဲ့လျှက်စစ်က AC ဖြစ်ပါတယ်ဘာလို့ AC ကိုတုံးတာလဲဆိုတော့လျှက်စစ်ကိုအဝေးကြီးပို့လို့တဲ့နေရာမှာစွမ်းအင်အလေအလွတ်နည်းနည်းနဲ့ voltage ကိုအလွယ်တကူမြင့်တင်နိုင်ရှော့ချနိုင်လို့ဖြစ်ပါတယ်အတူချုပ်ပြောရရင်တော့ DC ကရေစီးကြောင်း AA လီလို့တစ်ဖက်တည်းစီးတာပြီးတည်ငြိမ်တဲ့ဘက်ထရီတွေမှာထုံးတယ်AC ကတော့ပင်လယ်လိုင်းတွေလိုအသက်အကျရှိပြီးစွမ်းအင်အမြောက်အများကိုအဝေးကြီးပို့ဆောင်တဲ့နေရာမှာအစွမ်းထပ်ပါတယ်။အခုဆိုရင် AC နဲ့ DC ရဲ့အခြေခံကွာခြားချက်တွေကိုသိရှိသွားပြီလို့မျှော်လင့်ပါတယ်။နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့နည်းပညာဘဟုတုတတွေကိုသိကျင်သေးတဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel ကို like and follow လုပ်ထားဖို့မမေ့နေဦးနော်။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။